င်္ဂလာပါပရိသတ်ကြီးတို့ဒီကနေ့မှာတော့ဘလူးဘရင်ဒတဂီရီရဲ့ကြောင်မက်ဖွယ်ရာရှုပ်ထွေးမှုတွေနဲ့ရာမမင်းသားပေါ်ထွက်လာမှုတွေကိုရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြေအောက်ကဘာနဲ့လူကဘာပိုင်းခြားသွားပြီးတဲ့နောက်ဒုက္ခနဲ့ပါဠိတို့သွေးကွဲပြီးဟန်နုမန်နဲ့တွားရောက်တရားကျင့်ကြံနေထိုင်နေချိန်မှာဘလူးတက်ကြီးကနတ်ပြည်ကိုတိုက်ခတ်ပြီးတကြားမင်းထွက်ပြေးခဲ့ရတဲ့အခါနတ်ပြည်လည်းမိတောက်ခဲ့ရပါတယ်။မြေအောက်ကဘာကဘလူးတွေဘာဖြစ်သွားလဲဆိုတာအတူတူလိုက်ကြည့်ရအောင်နော်။လင်္ကာပြည်မှာဒတဂီရီအုပ်ချုပ်နေချိန်ပေါ့။သူဟာရှင်ရသေးနဲ့တွေ့ဆုံပြီးနှလုံးသားကိုထုတ်ယူကအနံထားတဲ့ဘလူးမင်းကြီးပါ။နှလုံးသားကိုထုတ်ပြီးကြတဲ့ကဒတဂီရီဟာမသေးနိုင်တဲ့တရားဝါဖြစ်လာပြီးတလောကလုံးမှာတောင်းကျမ်းနေပါတော့တယ်။တနေ့မှာသူ့အဖေနဲ့အတူအမေခွဲအကူဖြစ်တဲ့ကုဘေရာကကြောက်ရတနာမြင့်ရထားစီပြီးခိုင်လက်တောင်ပေါ်ကရှင်ရသေးကိုဖူးမြော်ဖို့သွားနေတာကိုဒတဂီရီမြင်လိုက်တယ်။ဒတဂီရီလည်းသူ့အကူနောက်ကိုချက်ချဲလိုက်သွားပြီးအဲ့ဒီမော်မြင့်ရထားကိုအတင်းအဓမ္မလိုချင်ခဲ့တယ်။သူ့အဖေရသေးကြီးကိုယ်တိုင်ပေးထားတဲ့မြင့်ရထားကိုကုဘေရာလည်းမပေးနိုင်တာကြောင့်ညက်ကိုနှစ်ယောက်ရန်ဖြစ်ကြတော့တယ်။ဒတဂီရီကသူ့အကူကိုမသေးနိုင်တဲ့အာသာချက်နဲ့ရဲရဲဆက်ဆက်လိုက်လိုက်တက်ခိုက်တော့ကုပေရလည်းထွက်ပြေးပြီးတရားထိုင်နေတဲ့ရှင်ရသေးရဲ့နောက်မှာပုံခိုခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကိုမြင်တော့ရှင်ရသေးဟာသူ့အကူကိုတတ်ဖို့ကြံစီတဲ့ဒတဂီရီရဲ့ရိုင်းဆိုင်တဲ့စိတ်ဓာတ်ကိုအမျက်တော်သာထွက်ခဲ့တယ်။ရှင်ရသေးလည်းစင်ရဲ့အဆွေကိုချိုးပြီးဒတဂီရီရဲ့ရင်ဘတ်ကိုစိုက်လိုက်ပြီးမင်းအသက်မသေးသေးအဲ့ဒီစင်ဆွဲမင်းရင်ဘက်ကမထွက်ပါစေနဲ့လို့တင်စားတိုက်လိုက်တယ်။ဒတဂီရီကနှလုံးသားထုတ်ထားတဲ့အတွက်မသေးခဲ့ပေမဲ့စင်ဆွဲကသူ့ကိုနာကျင်စေခဲ့တယ်။ဒါကြောင့်သူလည်းအကူကိုလိုက်လံတက်လိုက်တာရပ်လိုက်ပြီးမြေရထားကိုလူယူကလင်္ကာပြည်ကိုချက်ချင်းပြန်သွားခဲ့တယ်။ဒတဂီရီဟာစင်ဆွဲကြောင့်ရပောင်းများစွာဝေဒနာခံစားခဲ့ရတယ်။ဘလို့မှဆွဲထုတ်လို့မရတဲ့အခါမှာဗေဒနိုးနမင်းကိုအကူညီတောင်းခဲ့တယ်။ဗေဒနိုးနမင်းလည်းစင်ဆွဲရဲ့အပြင်ဘက်ကိုလွှာနဲ့ဖြတ်ပေးခဲ့ပြီးဒဏ်ရာကိုဖုံးဖို့ကြောင်းမြတ်ရနာဖန်ဆင်းပြီးပိတ်ပေးလိုက်တယ်။ဒါပေမဲ့ရှင်ရသေးရဲ့ကျိန်စာဟာဒတဂီရီကိုသင်ခန်းစာမပေးနိုင်ခဲ့ပါဘူး။သူဟာအရင်လိုပဲရိုင်းဆိုင်ပြီးကာမစိတ်ကြီးနေစေပါပဲ။သူဟာမရေမတွက်နိုင်တဲ့မိဖုရားတွေနဲ့သာမကတလိษံတွေနဲ့ပါဖောက်ပြန်ခဲ့တယ်။တခါတော့ဟာဆိုငါအပြစ်ဖန်ဆင်းပြီးငါမင်းသမီးနဲ့ပေါင်းဖက်ရာကနေသူ့မုတ်တော်အမည်ရှိတဲ့သမီးတအုပ်ကိုမွေးဖွားခဲ့တယ်။ပြီးတော့ဟိမဝန္တာတော်ကိုရောက်တဲ့အခါစင်အဖြစ်ဖန်ဆင်းပြီးစင်မနဲ့ပေါင်းဖက်ရာကနေဘလူးကိုနဲ့စင်မျက်နှာရှိတဲ့သားနှစ်ယောက်ကိုမွေးဖွားခဲ့တယ်။တလောင်းနဲ့မပြီးသေးဘူးဒတဂီရီဟာနတ်ပြည်ကိုတက်ပြီးတစားမဲ့အဖြစ်ဖန်ဆင်းကနတ်သမီးပေါင်းများစွာနဲ့ပေါင်းဖက်ခဲ့တယ်။အဲဒီအပြုတ်မျိုးကြောင့်နတ်သားတွေနဲ့နတ်သမီးတွေဟာအရန်ကိုနာကျင်ခဲ့ရပေမဲ့ဘယ်သူမှဒတဂီရီကိုမထိုင်ဝန်ကြပါဘူး။ဒတဂီရီဟာကာမကုံလိုက်စားရာကနေလင်္ကာပြည်ကိုပြန်ရောက်တော့သူ့သားအတားရဟာအသက်15နှစ်ရှိနေပါပြီ။ပညာသင်ကြားဖို့အချိန်ကြာတော့အတားရဟာသူ့အဖေရဲ့ဆရာဖြစ်သူရှင်ရသေးထံသွားရောက်ပြီးပညာသင်ကြားခဲ့ပါတယ်။သူဟာထက်မြက်တဲ့ဉာဏ်ပညာရှိရာကြောင့်6လအတွင်းမှာပဲဘေဒင်3ပုံကိုအကုန်တက်မြောက်သွားခဲ့တယ်။ဒါအောင်မြင်တော့ရှင်ရသေးကအတားရစ်ကိုမဟာကာလအဂီလို့ခေါ်တဲ့အစင်းမြင့်ဆုံးပညာကိုသင်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ဒါဟာမဟာနတ်3ပါးကို9နှစ်တိတိတရားကျင့်ကြံပို့ဆောင်ခဲ့ရတဲ့အခမ်းအနားပါပဲ။အောင်မြင်ရင်မရှင်းပြိုင်နိုင်တဲ့တကုဆအကိုရရှိလိမ့်မယ်။အတားရစ်လည်းဆရာရဲ့အကြံကိုချက်ချင်းနားလည်ခဲ့တယ်။သူဟာဖိုးကင်တောင်ပေါ်ကိုသွားပြီးတန်ရှင်းစင်ကြယ်အောင်ရေချိုးရသေးဝစ်ဆောင်ဝစ်စင်ပြီးမိပူစော်တဲ့အခမ်းအနားကိုစတင်ခဲ့တယ်။ရေနဲ့အစာကိုရှောင်ကမစုံမနဲ့စူးစမ်းအထောက်ခဲ့ရာ9နှစ်ပြည့်မြောက်တဲ့အခါမဟာနတ်3ပါးဟာသူ့ရှိမှကိုထင်ပြပြီးလူရာစုကိုတောင်းခိုင်းခဲ့တယ်။ရှင်ရသေးကနတ်သမီးတို့ရဲ့သခင်တရားမင်းအဖြစ်ဖန်ဆင်းနိုင်တဲ့မန္တန်နဲ့ရန်သူပဲနေရာရောက်ရောက်လိုက်လံထိုးခွေနိုင်တဲ့ပြမစက်ကြာအများကိုပေးခဲ့တယ်။ပြမမင်းကမြားထိုးလိုက်တာနဲ့အစာပေါင်းများစွာသောနဂါးကြီးတွေအဖြစ်ဖန်ဆင်းပြီးရန်သူကိုတိုက်ခိုက်နိုင်တဲ့နာဂပိများကိုပေးခဲ့တယ်။ပြီးတော့မြေပြင်ပေါ်မှာမသေးရပဲလေထဲမှာသေးရမယ်။ခေါင်းပြက်ပြီးမြေပေါ်ကျရင်ကဘာပြက်မိတောက်မယ်။ဒါပေမဲ့ပြမရဲ့ဖန်ဝါခံကိုခံရင်တော့လွတ်လိုက်မယ်ဆိုတဲ့စုကိုလေးပေးခဲ့တယ်။
ဗေဒနိုမင်းကဖြက်စီးနိုင်အားကြီးမှပြီးရန်သူကိုကြဲပြန့်စွာထိခိုက်စေနိုင်တဲ့ဝိသနုပါဏံမြားကိုပေးခဲ့တယ်။စုနဲ့မြားသုံးလက်ရပြီးတဲ့နောက်မဟာနတ်သုံးပါလည်းနတ်ပြည်ကိုပြန်သွားခဲ့တယ်။အတားရှိလဲဝမ်းသာအားရဆရာရတိကိုတွားရောက်ဂုဏ်ယူဝင်ကြပြီးဆရာကိုနှုတ်ဆက်ခါလင်္ကာပြည်ကိုပျော်ရွှင်စွာပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တာနဲ့အတားရဟာစစ်ပွဲတစ်ခုစတင်နေတာကိုတွေ့လိုက်ရတယ်။သူ့အဖေတတဂရီဟာဘလူးမင်းဖြစ်လာပြီးတဲ့နောက်ဘုံသုံးလုံးကိုနာမည်ပြတ်အောင်လုပ်နေချိန်မှာအားလုံးကတတဂရီကိုကြောက်ရွံ့ကြပေမဲ့တကြမင်းကတော့သူ့ကိုဂရုမစိုက်ဘူး။တတဂရီဟာတားဖြစ်သူအတားရစုရီရလာပြီဆိုတာသိတော့လက်ပြည်ပေါ်ကတကြမင်းကိုအနိုင်ယူဖို့စေခိုင်းလိုက်တယ်။အဖေလိုပဲရိုင်းဆိုင်တဲ့စိတ်ဓာတ်ရှိတဲ့အတားရလည်းလက်ခံလိုက်ပြီးဘလူးစစ်တီတွေကိုစုဆောင်ကဒုတိယနတ်ပြည်စီကိုချီတက်ခဲ့တယ်။အတားရဟာခရတောင်ပေါ်မှာစစ်တပ်နဲ့အတူရန်နာပြီးနတ်ပြည်ရဲ့အခြေအနေကိုစောင့်ကြည့်ခဲ့တယ်။နတ်ပြည်ကနတ်သားတွေလည်းဘလူးတက်ကြီးကိုမြင်တဲ့အခါတကြားမင်းကိုအကြောင်းကြားခဲ့တယ်။တကြားမင်းလည်းမာတုလိနတ်သားကိုနတ်စစ်တီတွေကိုစုဆောင်ပြီးဝေဇယန္တာနတ်မြင်းရထားကိုစစ်ပွဲအတွက်ပြင်ဆင်ခိုင်းခဲ့တယ်။စစ်ပွဲမစခင်မှာပဲနတ်မြင်းတွေကရှုံးနေခြင်းလို့အော်ဟစ်ခဲ့တဲ့အတွက်မကောင်းတဲ့အတိတ်နမိတ်တစ်ခုဖြစ်ပေါ်ခဲ့တယ်။ဒါပေမဲ့စစ်ပွဲကိုတော့ရက်လို့မရတော့ပါဘူး။နတ်တွေနဲ့ဘလူးတွေကြောင့်ပြင်းထန်တဲ့စစ်ပွဲလေးစတင်ခဲ့ပါတော့တယ်။အတားရဟာမဟာနတ်သုံးပါးစီကရထားတဲ့စုနဲ့လက်နက်တွေကြောင့်နတ်ပြည်စစ်တပ်ထက်တာလွန်နေခဲ့ပါတယ်။တကြားမင်းဘလို့တိုက်ခိုက်အတားရကခြေဖြတ်နိုင်ခဲ့တယ်။တကြားမင်းကကြောင်မြတ်ရတနာဆက်လက္ခဏာကိုမိအဖြစ်ပြစ်လိုက်တဲ့အခါအတားရကဝိတနုပါဏံများကိုအသုံးပြုပြီးမိုးရွာစေကမိကိုငြိမ်သက်လိုက်တယ်။တကြားမင်းကသုံးခွချုံကိုစိတ်ပိုက်ကုံအဖြစ်ပြစ်လိုက်တဲ့အခါအတားရကနာဂပန်များကိုအသုံးပြုပြီးမြောင်များစွာသောနဂါးတွေအဖြစ်ဖန်ဆင်းကစိတ်ပိုက်ကုံကိုဖျက်ဆီးလိုက်တယ်။မကြခင်မှာပဲတကြားမင်းဟာနဂါးတွေရဲ့တိုက်ခတ်ခြင်းကိုခံလိုက်ရပြီးနတ်မြင့်ရထားနဲ့ကြောင်းမြတ်ရတနာဆက်လက္ခဏာကိုအလုခံလိုက်ရတယ်။တကြားမင်းလည်းတခြားရွေးချယ်စရာမရှိတော့တာကြောင့်မာတုလိကိုရထားကောင်းလှည့်ခိုင်းပြီးနတ်ပြည်စီပြန်ပြေးလိုက်ဖို့ပြောလိုက်ရပါတယ်။နတ်ပြည်စစ်တပ်လည်းနောက်ဆုံးမှာရှုံးနေသွားခဲ့ရပါတော့တယ်။နတ်ပြည်တပ်ကိုအနိုင်ယူပြီးတဲ့နောက်အတားရဟာလင်္ကာပြည်ကိုပြန်လာပြီးအောင်ပွဲနဲ့တကြားမင်းရဲ့ကြောင်းမြတ်ရတနာဆက်လက္ခဏာကိုသူ့အဖေဒတဂရီကိုလက်ဆောင်ပေးခဲ့တယ်။ဒတဂရီဟာသူ့အတွက်အရန်ကိုဂုဏ်ယူခဲ့ပြီးအတားရကိုတကြားမင်းကိုအောင်နိုင်သူလို့နာမည်တစ်ပေးခဲ့တယ်။ဒီပွဲကြောင့်ဒတဂရီကိုနတ်ဖျားတွေပို့ပြီးကြောက်ရွံ့လာခဲ့ကြပါတယ်။နတ်ဖျားတွေကြောက်ရွံ့ကြတယ်လို့ပဲမြေအောက်ကဘာရဲ့ဘလူးမြို့ကိုအုပ်ဆိုတဲ့မာလိတမင်းကြီးလည်းဒတဂရီနဲ့သူ့သားရဲ့အပြုတ်မိုးကြောင့်စိုးရိမ်ပူပန်ခင်ရတယ်။မာတိလာဟာအသက်အရွယ်အပြင်ကြီးရင်နေပြီးမကြခင်သေရတော့မယ်ဆိုတာသူသိတယ်။ဒါပေမဲ့ဒတဂရီရဲ့ရိုင်းဆိုင်မှုဟာတနေ့နေ့မှာမြေအောက်ကဘာကိုပါဒုက္ခပေးလာမှကိုသူစိုးရိမ်ခဲ့တယ်။မာတိလာဟာမြေအောက်ကဘာကိုကာကွယ်ဖို့လူကဘာနဲ့မြေအောက်ကဘာကြားကအဆက်နေရာတိုင်းမှာခိုင်ခန့်တဲ့ကာကွယ်ရေးဂိတ်၅ခုကိုတိစောက်ခဲ့တယ်။ဘရုံမာကန်ဂိတ်ဘရုံမာကြာပန်းတွေနဲ့ဖုံးလန်းနေတဲ့ရေကန်ကြီးတစ်ခုဖြစ်ပြီးမြေအောက်မြို့စီကိုလျှို့ဝှက်လမ်းကြောင်းရှိတယ်။တန်တတိုင်းဂိတ်ဘလူးစစ်တီတော်တွေအမြောက်အများကအဆောင်အရှောင်လှုပ်ထားတဲ့တန်တတိုင်းစင်ဂိတ်ရန်သူကိုနင်းချေဖို့ယူသွနေတဲ့စင်အဖြစ်ဖန်ဆင်းထားတဲ့ဘလူးတကောင်စောင့်နေတဲ့ဂိတ်တိုက်ခိုက်နေတဲ့တောင်ဂိတ်ရန်သူကိုမိလောင်ကျွမ်းစေဖို့အမြဲတမ်းတခုခုနဲ့ဖိထားတဲ့တောင်နှလုံးဘလူးချင်ဂိတ်ကျမကြီးအရွယ်စားရှိတဲ့ချင်းအုပ်စုတွေကကျူးကျော်သူတွေရဲ့သွေးကိုတောက်ပြီးတပ်ပစ်ဖို့စောင့်နေတဲ့ဂိတ်တွေပဲဖြစ်ပါတယ်။ဒါအပြင်မြေအောက်မြို့တကားဝမှာရန်သူကိုဖမ်းမိဖို့ကိုရောင်ဖြောက်သူတွေကိုဖောက်ထုတ်ဖို့အလိုအလျောက်အလေးချိန်အတိုင်းစက်ကိုတက်ဆင်ထားခဲ့တယ်။မာလိတဟာကာကွယ်ရေးတိစောက်ပြီးမကြခင်မှာပဲနာမကျန်းဖြစ်ပြီးတေဆုံးကနေဖြစ်ခဲ့တယ်။သူမသေးခင်မှာသူ့သားနဲ့နောက်ဆက်ခံမဲ့ရခကိုဒတဂရီနဲ့လုံးဝပေါင်းတင်ဆက်ဆံခြင်းမပြုဖို့သူဟာဘလူးမျိုးနယ်ကိုပျက်စီးစေမဲ့အန်ဒီရရှိတဲ့ဘလူးဖြစ်တယ်လို့မှားကြားခဲ့တယ်။ရခလည်းသူ့အဖေရဲ့မှားကြားချက်ကိုနာခံပြီးမြေအောက်ကဘာကိုငိမ့်ချမ်းစွာအုပ်စိုးခဲ့ပြီးဒတဂရီနဲ့လုံးဝမပတ်သက်ခဲ့ပါဘူး။
ရခရဲ့ဘဝနောက်ဆုံးပိုင်းမှာသူလည်းသူ့သားဖြစ်သူမာရစ်ကိုနိုင်ငံလွှဲပြောင်းပေးခဲ့ပြီးဒသဂီရီနဲ့ပေါင်းသင်ခြင်းမပြုရဆိုတဲ့မှာကြားချက်ကိုထပ်မံပြောကြားခဲ့ပါတယ်။မာရစ်လည်းသူ့အဖေရဲ့စကားကိုနားထောင်ပြီးမြေအောက်ကဘာကိုငြိမ်းချမ်းစွာအုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့မာရစ်ဟာကိုအပြည့်အဝယုံကြည်မှုမရှိတာကြောင့်ပို့ပြီးတော်ဖို့အတွက်လူကဘာကဟိမဝန္တာတောထဲမှာနေတဲ့သူ့မိသားရသေးစီမှာတွားရောက်ပြီးတပည့်ခံခဲ့တယ်။သူဟာရသေးစီကမော်ပညာပေါင်းများစွာကိုသင်ယူခဲ့ပြီးအထူးသဖြင့်စစ်တပ်ကိုမော်နဲ့အိပ်ပျော်စေတဲ့မန်နယ်မှာအရန်ကိုကျွမ်းကျင်ခဲ့တယ်။မာရဲ့ပညာတွေကိုသင်ယူပြီးစီးတဲ့အခါမှာသူ့မိသားရသေးဟာသူ့ရဲ့ထူးချွန်တဲ့တပည့်ကိုမသိနိုင်သူဖြစ်လာစေဖို့နှလုံးသားကိုထုတ်ယူတဲ့အခမ်းအနားကိုကူညီပေးခဲ့တယ်။မာရစ်လည်းမျက်လုံးမိတ်တရားတိုင်ပြီးဆရာပြောထားတဲ့မန်တန်ကိုရွတ်ဖတ်တဲ့အခါသူ့နှလုံးသားဟာရွှေဖလံအဖြစ်သူ့ခန္ဓာကိုယ်ကို၃ချိန်ပတ်ပြီးတွေ့တဲ့နဲ့တောင်ထိပ်မှာတွားရောက်ပုံအောင်ခဲ့တယ်။ပညာအလုံးပြည့်စုံသွားတဲ့အခါမာရစ်ဟာဆရာကိုနှုတ်ဆက်ပြီးမြေအောက်ကဘာကိုငြိမ်းချမ်းစွာပြန်သွားခဲ့ပါတယ်။လူကဘာရဲ့အယုဒ္ဓယပြည်မှာဝေဒာလမင်းကြီးရဲ့အဖေဖြစ်သူကာမိန်ဒမင်းကြီးဟာကြာမြင့်စွာအုပ်ချုပ်ခဲ့ပြီးတဲ့နောက်သူ့သားကိုအိမ်တော်ပြုဖို့ဘုံသုံးသားဖြစ်တဲ့သေရီမာကေရာတီနဲ့သမုဒ္ဒဒေဝီတို့ကိုမိဖုရားအဖြစ်သိမ်းပိုက်ပေးခဲ့တယ်။သားရဲ့မင်္ဂလာပွဲပေးတဲ့အခါအသက်ကြီးပြီဖြစ်တဲ့ကာမိန်ဒမင်းကြီးလည်းဝေဒာလကိုနန်းတော်အနှင်ခဲ့တယ်။တနေ့မှာကာမိန်ဒမင်းကြီးဟာမြေရထားတစ်စီးနဲ့တောထဲကိုမောင်းနေသွားရင်သားသက်ရန်သားကောင်ကိုကျိုးနဲ့ချီထားတဲ့မုတ်ဆိုးတစ်ယောက်ကိုတွေ့ခဲ့တယ်။သားကောင်အသက်ရှင်နေတာမြင်တော့မင်းကြီးလည်းမုတ်ဆိုးကိုသားကောင်ကိုလွတ်လိုက်ပြီးအဲ့ဒီအစာငါအသားကိုလှီးယူပါလို့ပြောခဲ့တယ်။တေကာနီးမှာဒါနာပြုတ်လို့တဲ့ဆန္ဒကြောင့်ပါမုတ်ဆိုးလည်းအံ့အားသင့်သွားပေမဲ့သဘောတူလိုက်ပြီးသားကောင်ကိုလွတ်ခေါင်းမင်းကြီးရဲ့အသားကိုနည်းနည်းချင်းစီလှီးယူခဲ့တယ်။ကာမိန်ဒမင်းကြီးဟာလုံးဝနာကျင်မှုမရှိဘဲငြိမ်းချမ်းစွာတည်ဆုံခဲ့ပါတယ်။ရှင်ရတဲ့လည်းမင်းကြီးရဲ့ဆွမ်းလွတ်မှုကိုအလွန်ချီးမွမ်းခဲ့ပြီးကောင်းကင်ကနေဆင်းသက်ခါရုပ်ကလပ်ကိုသူ့မေရုတောင်ပေါ်ကိုပို့ဆောင်ခဲ့တယ်။အယုဒ္ဓယပြည်မှာဝေဒာလမင်းကြီးလည်းကြီးကျယ်ခမ်းနားတဲ့စာပနာပွဲကိုကျင်းပပြီးတဲ့နောက်သူ့အဖေရဲ့အရာကိုစက္ကန့်ကငြိမ်းချမ်းစွာအုပ်စိုးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူရကန်တောင်ကဘလူးစိုးယာမီဟာငကားတွေနဲ့ရသေးတွေကိုနှောက်ယှက်နေပြီးသူတို့ရဲ့အာဏာအောက်မှာထားဖို့ကြိုးစားနေခဲ့တယ်။တနေ့တော့ယာမီဟာတကြားမင်းနေရာကိုသိမ်းပိုက်ဖို့နတ်ပြည်ကိုကျူးကျော်ဝင်ရောက်ပြီးနတ်သမီးတွေကိုပျော်ပါဖို့ကြံစည်ခဲ့တယ်။ယာမီဟာသူ့ရဲ့မိများနဲ့မငြိမ်မသက်မှုတွေဖန်တီးခဲ့တာကြောင့်နတ်ဖျားတွေလည်းကြောက်လန့်ပြီးတကြားမင်းကိုအကူအညီတောင်းခဲ့ရတယ်။ဒါပေမဲ့တကြားမင်းကယာမီဟာသူ့ကိုရှင်နိုင်မှုအရန်ကိုအားနည်းသေးတယ်လို့မြင်နေ။ဒါကြောင့်နတ်ပြည်ကိုဘလူးရန်ကကောက်ွယ်ပေးနိုင်မှုလူကဘာကဖုံတကိုကြီးတဲ့ရှင်ဘရင်ကိုခေါ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါမှရှင်ဘရင်လည်းသူရဲကောင်းကုံဖို့ကိုရရှိမှာပေါ့။တကြားမင်းလည်းမာတုလိနတ်သားကိုဒေဝါလမင်းကြီးကိုခေါ်လာဖို့စေခိုင်းခဲ့တယ်။ဒေဝါလမင်းကြီးဟာမိဖုရားသုံးပါးနဲ့အတူဥယျာဉ်တော်မှာပျော်ပွဲစားနေတော့တကြားမင်းရဲ့နတ်မြေထားဆင်းလာတာမြင်ပြီးဘလူးကိုနှိမ်နှင်းဖို့ခေါ်ခဲ့တယ်။ဒေဝါလလည်းမိဖုရားတွေကိုမြို့ထဲပြန်သွားဖို့ပြောပေမဲ့ကေရာတီမိဖုရားကတော့နတ်ပြည်ကိုမြင်မှုကျင်တာကြောင့်သူ့ခင်မွန်းနဲ့အတူလိုက်သွားဖို့တောင်းဆိုခဲ့တယ်။ဝေဒာလလည်းသူ့ချစ်လစွာသောမိဖုရားကိုလက်ဆွဲပြီးနတ်မြေရထားနဲ့အတူနတ်ပြည်ကိုတက်ခဲ့ပါတယ်။တကြားမင်းမတွေ့ခင်မှာပဲသူတို့ဟာရှာမဘလူးနဲ့လမ်းမှာတွေ့ဆုံပြီးပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဝေဒာလမင်းကြီးဟာမာတုလိကမြင်ထားမောင်းနေပြီးကေရာတီကနောက်ကနေအားပေးနေတာနဲ့အတူသူ့ရဲ့ဓာတ်ကိုအသုံးပြုပြီးဘလူးစုပ်ကိုပြိုင်လို့တိုက်ခတ်ခဲ့တယ်။တိုက်ပွဲအတွင်းမှာယာမီရဲ့မြားဟာနမ်းမြင့်ရထားရဲ့ရိုးတံကိုထိမှန်ပြီးကျိုးသွားခဲ့တယ်။ရထားလည်းမငြိမ်မသက်ဖြစ်ပြီးမှောက်တော့မလို့ဖြစ်တဲ့အချိန်မှာကေရာတီမိဖုရားဟာသူမရဲ့လက်မောင်ကိုကျိုးသွားတဲ့ရိုးတံနေရာမှာအစာထိုးပြီးထည့်ပေးခဲ့တယ်။သစ္စာတရားရဲ့စွမ်းအားကြောင့်သူမရဲ့လက်မှာဟာတမဏိလိုမကျော်သွားပြီးနမ်းမြင့်ရထားကိုတည်ငြိမ်စွာရှေ့ဆက်သွားစေနိုင်ခဲ့တယ်။ဒီအကူအညီနဲ့ဝေဒာလမင်းကြီးလည်းယာမိကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲအပြီးမှာဝေဒာလမင်းကြီးဟာ
ကေရာတီရဲ့စော့စားမှုကိုအယံကိုကျေးဇူးတင်ခဲ့ပြီးသူမကိုစုနှစ်ခုတောင်းခွင့်ပေးခဲ့တယ်။သူမဘာလို့ခြင်းနဲ့ဖြစ်စေပေးမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကေရာတီမှာဘာစုမှတောင်းစရာမရှိသေးတာကြောင့်နောက်အခါလိုအပ်မှတောင်းဖို့စုကိုတင်ထားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ဦးလည်းအယုဒ္ဓယပြည်ကိုပြန်သွားပြီးပျော်ရွှင်စွာအတူတကွအုပ်ချုပ်ခဲ့ကြပါတယ်။ဒါရီအလုံးဟာဒေသဂီရီစက်တော်အပိုင်းကနတ်ပြည်ကိုသိမ့်ပိုက်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒေသဂီရီစက်တော်အပိုင်း6မှာဘယ်လိုရင်ကုန်စိတ်လှုပ်ရှားဝေရာတွေဖြစ်လာမလဲဆိုတာကြည့်ရှုဖို့ channel ကို like and subscribe လုပ်ခဲ့အောင်နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်။မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ဒေသဂီရီစက်တော်ရဲ့ရာမမင်းသားနဲ့တီတာမင်းသမီးဖွားမြင်လာခြင်းအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဘလူးဘရင်နဲ့မြောက်စစ်တီတော်တို့ရဲ့စစ်ပွဲဖြစ်စေမဲ့အကြောင်းရင်းကတော့စတင်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။အိန္ဒြာနမင်းကြီးကနတ်ပြည်ကိုတက်သိမ်းပိုင်ပြတဲ့နောက်မြေအောက်ကဘာဟာလင်္ကာဘလူးဘရင်ဒေဝါလာနဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ကဘာလောကကြီးတစ်ခုလုံးဟာမကောင်းဆိုးရတွေရဲ့အရေးအောက်ကိုရောက်ရှိသွားတဲ့အတွက်မဟာနတ်ဘုရားဆင်းသက်ပြီးလူလောကမှာဝင်စားဖို့အချိန်ကြာရောက်လာပြီဖြစ်ပါတယ်။ဇလန်ကဘာတွေဆက်ဖြစ်လာမလဲဆိုတာဘေဒနိုးနတ်ဘုရားရဲ့လူသားအဖြစ်မွေးဖွားလာခြင်းမှာအတူတူကြည့်လိုက်ကြရအောင်နော်။ရှေးရခင်ကဗကံပြည်ကိုတိတာရာမင်းကြီးဟာမိဖုရားသုံးပါးနဲ့အတူအေးချမ်းသာယာစွာအုပ်ချုပ်နေခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာလာတဲ့အထိထီးနှန်းစက္ကံမဲ့တားတော်သမီးတော်တပားမှမရှိသေးတာကြောင့်မင်းကြီးဟာစိတ်မချမ်းမသာဖြစ်နေခဲ့ရပါတယ်။ဒေတာရာမင်းကြီးဟာနတ်ဘုရားတွေစီကသာသမီရတနာရဖို့အတွက်ရတိလေးပါးကိုပင်ဖိတ်ပြီးပူဇော်ပွဲလုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရတိလေးပါးရဲ့ဖုံးတကူအာနုဘောဟာမင်းကြီးလိုချင်တဲ့ကြီးမြတ်တဲ့ဖုံးကံပါရမီရှင်သားတော်ကိုပေးစံဖို့မလုံလောက်ခဲ့ပါဘူး။ဒါကြောင့်ရတိလေးပါးကမင်းကြီးကိုတကူအာနုဘောကြီးမာတဲ့ရတိကရိုင်ကိုရောမပါလာမြို့ကနေတွားရောက်ပေးဆောင်ဖို့အကြံပေးခဲ့ပါတယ်။ရတိကရိုင်ဟာကိုခန္ဓာကလူနဲ့တူပေမဲ့ဦးကောင်းကတမင်ဦးကောင်းနဲ့တူပါတယ်။သူဟာမြင့်မြတ်တဲ့ဘာသာရေးထုံးတမ်းစင်လာတွေကိုအလွန်ကျွမ်းကျင်ပြီးဖုံးကံကြီးမာတဲ့သားတော်ကိုစောင့်ကျင်းပေးနိုင်မှသိကြတယ်လို့ဆိုပါတယ်။ဒိတာရာမင်းကြီးလည်းကြာကြာချင်းရောမပါလာမြို့ကိုချက်ချင်းခရီးထွက်ပြီးရတိကရိုင်ကိုပကံပြည်ကိုပင့်ဆောင်ခဲ့ပါတယ်။ပကံပြည်ကိုရောက်ရှိလာတဲ့ရတိကရိုင်ဟာကြံရတိလေးပါးနဲ့အတူမြင့်မိုးတောင်ကိုတက်ပြီးမြမနတ်မင်းကြီးနဲ့အခြားနတ်ဘုရားတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ဗေဒနိုးနတ်မင်းကြီးအားလူလောကမှာတိတာရာမင်းကြီးရဲ့သားတော်အဖြစ်ဝင်စားပေးဖို့တောင်းဆိုခဲ့ကြပါတယ်။မြမနတ်မင်းကြီးကလည်းဒါဟာအသစ်တော်ဆုံးအချိန်ဖြစ်ပြီးလို့ဆုံးဖြတ်ပြီးမဟာနတ်ဘုရားဖြစ်တဲ့ဗေဒနိုးနတ်မင်းအားလူလောကမှာယာမအဖြစ်မွေးဖွားဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။ယာမမင်းသားမကောင်းဆိုးရတွေကိုနှိမ်နင်းရမှာအကူအညီရစီဖို့အတွက်ဗေဒနိုးနတ်မင်းရဲ့စัจ जा လက်နက်ဟာဗရဒအဖြစ်ဝင်စားခဲ့ပါတယ်။နဂါမင်းကြီးရဲ့ပလင်ဟာယာမနာအဖြစ်ဝင်စားခဲ့ပါတယ်။ဗေဒနိုးနတ်မင်းရဲ့လှန်ဟာသူဒါနာအဖြစ်ဝင်စားခဲ့ပါတယ်။ဒါအပြင်နတ်သမီးမေယာမီကဒေဝါလာရဲ့သမီးတော်တီတာအဖြစ်ဝင်စားပြီးဘလူးမြို့နယ်ကိုမိရှုပ်ပြတ်စီမဲ့အရင်ကံမိဘွားဖြစ်လာစေခဲ့ပါတယ်။မြမနမင်းကြီးကအခြားသောနတ်ဒေဝါတွေကိုလည်းဖုံးတကူကြီးမာတဲ့မြောက်စစ်တီတွေအဖြစ်ဝင်စားစေခဲ့ပါတယ်။အဲ့ဒီမြောက်စစ်တီတော်တွေဟာတေလျင်ပင်လေးတက်ယုံနဲ့အသက်ပြန်သွင်းနိုင်တဲ့ထူးခြားတဲ့စုလက်ကိုရရှိထားကြပါတယ်။အရာအလုံးစီမံပြတဲ့နောက်ရတိကရိုင်းနဲ့ရတိလေးပါးတို့ဟာဗကံပြည်ကိုပြန်လာပြီးမိပူဇော်ပွဲကို3 ရက် 3 ညဆက်တိုက်ကျင်းပခဲ့ကြပါတယ်။ပူဇော်ပွဲပြီးဆုံးချိန်မှာဗကံပြည်တောင်မြေပြင်တွေတုံလှုပ်လာပြီးမိပူဇော်ပွဲအလယ်ကနေနတ်တုဒ္ဓဆန်လေးလုံးပါတဲ့ရွှေပန်းကိုကင်ထားတဲ့ဘလူးတကောင်ပေါ်ထွက်လာပါတယ်။ထိုရွှေပန်းစီကမွေးကြိုင်တဲ့အနက်ဟာနေရအနှံ့ပြက်လွင့်သွားခဲ့ရာလင်္ကာဘလူးပြည်ထီအောင်ရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအနံကိုရတဲ့အခါလင်္ကာဘလူးဘရင်ဒေဝါလာရဲ့မိဖုရားမနော်ဟယ်ရီကနတ်တုဒ္ဓဆန်ကိုစားသုံးခြင်းစိတ်ပြင်းပြလာပါတယ်။ဒါကြောင့်ဒေဝါလာဟာနဂါမခါရာမီကိုကြီးမားတဲ့ကြီးကန်းကြီးအဖြစ်ဖန်ဆင်းခိုင်းပြီးမွေးကြိုင်တဲ့အနက်ရှိရာကိုလိုက်ရှာခိုင်းပါတယ်။
ခါရာမီနဂါမဟာပကံပြည်ကိုရောက်ပြီးရသေးတွေရဲ့ပူဇော်ပွဲအလဲကရွှေပန်းကိုကင်ထားတဲ့ဘလူးကိုတွေ့လိုက်ရပါတယ်။သူမဟာကြီးမားတဲ့ခန္ဓာကိုယ်နဲ့ပူဇော်ပွဲတဲ့ကိုဝင်ရောက်ဖြစ်စီလိုက်ရာရသေးတွေအလန့်တကြားထွက်ပြေးခဲ့ကြရပါတယ်။နဂါမဟာအဲ့ဒီအခွင့်ကောင်းကိုယူပြီးနတ်တုဒ္ဒါဆန်ရဲ့တဝက်ကိုယူဆောင်ကလင်္ကာပြည်ကိုအောင်မြင်စွာပြန်တန်းသွားခဲ့ပါတယ်။နတ်တုဒ္ဒါဆန်ထက်ဝက်ပျက်စီးသွားပေမဲ့မိပူဇော်ပွဲရတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ရတိကရိုင်ဟာကြံရှိတဲ့နတ်တုဒ္ဒါဆန်တွေကိုဒိတာရာမင်းကြီးရဲ့မိဖုရားသုံးပါးကိုခွဲဝေပေးခဲ့ပါတယ်။မိဖုရားသုံးပါးစလုံးနတ်တုဒ္ဒါဆန်ကိုစားပြီးတဲ့နောက်ခန္ဓာကိုယ်တွေတောက်ပဝင်လက်လာပြီးမကြခင်မှာပဲတပြိုင်နက်တည်းကိုယ်ဝင်ရှိလာခဲ့ကြပါတယ်။10 လကြာပြီးတဲ့နောက်မင်းသားလေးတွေဖွားမြင်တဲ့အခါအိန္ဒြာနတ်မင်းကြီးကမိဖုရားလေးပါးနဲ့နတ်သမီးတွေကကောင်းကင်ကနေဆင်းသက်လာခဲ့ကြပါတယ်။မိဖုရားမာယာဒေဝီကကိုယ်ခန္ဓာအစိမ်းရောင်ရှိတဲ့သားတော်ယာမကို၎င်းမိဖုရားကေရတီကကိုယ်ခန္ဓာပရံများနေအောင်ရှိတဲ့သားတော်ပရတ္တကို၎င်းသမုဒ္ဒရဒေဝီကအဝါရောင်နဲ့ခရမ်းရောင်ဖြော့ဖြော့အသားရည်ရှိတဲ့အမွာသားတော်နှစ်ပါးယာမနာနဲ့သုဒ္ဓနာကို၎င်းဖွားမြင်ခဲ့ပါတယ်။မင်းသားလေးပါလုံးဘေးကင်းစွာဖွားမြင်ပြီးတဲ့နောက်ဒိတာရာမင်းကြီးဟာထီးနှံဆက်ဆံမဲ့သားတော်တွေရရှိတဲ့အတွက်အတိုင်းမသိဝမ်းသာခဲ့ရပါတယ်။သားတော်လေးပါမွေးဖွားပြီး3 ရက်မြောက်နေ့မှာမင်းကြီးဒိတာရာဟာကြီးကျယ်ခမ်းနားတဲ့ပွဲတပင်ကျင်းပပြီးသားတော်လေးပါကိုအစင်လိုက်ယာမပရတ္တယာမနာသုဒ္ဓနာလို့အမည်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလင်္ကာပြည်မှာခါရမီယူဆောင်သွားတဲ့နတ်တုဒ္ဒါဆန်ထောက်ဘက်ကိုစားသုံးခဲ့တဲ့မိဖုရားမနောဟရီလည်းကိုဝင်ရှိလာခဲ့ပါတယ်။သူမဟာဘလူးမြို့နယ်နဲ့မတူပဲကြစ်စရာကောင်းပြီးလှပတဲ့သမီးတော်လေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။သို့တော့ကလေးမလေးမွေးဖွားပြီးချင်းမှာပဲဘလူးတွေကိုသေစေလို့3 ကြိမ်တိုင်းအော်ဟစ်ငိုယိုခဲ့ရာအဲ့ဒီအတန်ကိုကြားတဲ့ဘလူးအလုံးထိတ်လန့်သွားကြပါတယ်။ဒါပေမဲ့ဒေဝါလာနဲ့မနောဟရီတို့ကတော့ဘာအတန်းမှမကြားရပဲသမီးကျော်လေးမွေးဖွားတာကိုသာအလွန်ဝမ်းသာနေခဲ့ကြပါတယ်။ဒေဝါလာဟာလင်္ကာပြည်ရဲ့တော်ဝင်နက္ခတ်ဆရာဝိပါဏကိုသမီးတော်ရဲ့ကံကြမ္မာကိုဟောကြားစေခဲ့ပါတယ်။သစ္စာရှိတဲ့ဝိပါဏဟာမြင်သမျှအမှန်အတိုင်းပြောပြခဲ့ရာဒီမင်းသမီးဟာလင်္ကာပြည်ကိုပျက်စီးစေမဲ့ကပ်ဘေးယူဆောင်လာသူဖြစ်ပြီးဘလူးမြို့နယ်ကိုပျက်စီးစေမဲ့အကြောင်းအသက်ချမ်းသာစေရန်တအူရီတော်နီလန်ကတော့ဒီကလေးမကိုမြစ်ထဲမှာမျောပစ်ဖို့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီစကားကိုကြားတဲ့ဒေဝါလာဟာအလွန်ထိတ်လန့်သွားပြီးမိဖုရားမနောဟရီလည်းဝမ်းနဲ့ပူဆွေးလို့တတိမေလူနီပါဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့အခြားနတ်ဆရာတွေကလည်းကလေးမလေးဟာကပ်ဘေးဆောင်သူဖြစ်လာကြောင်းဟောကြားတဲ့အခါသူတို့လင်မယားနှစ်ယောက်ဟာနတ်ခတ်ဆရာရဲ့စကားကိုလက်ခံခဲ့ရပါတယ်။ဒေဝါလာနဲ့မနောဟရီတို့ဟာသမီးတော်ကိုရွှေဖလားတစ်ခုတည်းထည့်ပြီးဝိပါဏကိုမြစ်ထဲမှာမျောပစ်ဖို့တာဝန်ပေးခဲ့ပါတယ်။ဝိပါဏဟာရွှေဖလားနဲ့ကလေးမလေးကိုရေထဲမှာမျောချခဲ့ပေမဲ့မေရာမေနဲ့သမီးရဲ့ဖုံးအာနုဘောကြောင့်ရွှေဖလားဟာရေအောက်ကိုမနှင်းမြုပ်ပဲကြာပွင့်တပွင့်ကလာရောက်ပင်းမြောက်ခဲ့ပါတယ်။ဒါအပြင်နတ်သမီးမဏိမေခလာကပါရွှေဖလားကိုရေစီးကြောင်းနဲ့စန့်ကျင်ဘက်ကိုလိုက်ပါစေခဲ့ရာရွှေဖလားဟာတောထဲမှာရသေးအဖြစ်ကျင့်ကြံနေတဲ့ဇနကရဲ့မိထီလာပြည်အထိရောက်ရှိသွားခဲ့ပါတယ်။ရသေးဇနကဟာမြက်ကမ်းပေးရှိတဲမှာတရားကျင့်နေစဉ်ရွှေဖလားကိုတွေ့ရှိပြီးဖွင့်ကြည့်လိုက်တဲ့အခါလှပတဲ့မိန်းကလေးငယ်ကိုတွေ့လိုက်ရပါတယ်။ရသေးဇနကဟာဒီကလေးမလေးကိုချစ်ခင်တနာသွားပြီးမွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာကလေးငယ်ကိုနှုတ်တိုက်ကျွေးမွေးဖို့အတွက်သူ့ရဲ့လက်ချောင်းထိပ်ကနေနှုတ်ရည်စီးထွက်ဖို့ဆုတောင်းမေတ္တာပြုခဲ့ပါတယ်။ဒါပေမဲ့ကလေးငယ်ကိုပြုစုစောင့်ရှောက်ရခြင်းဟာတရားကျင့်စဉ်အတွက်အဆင်မပြေတာကြောင့်ရသေးဇနကဟာရွှေဖလားနဲ့ကလေးမလေးကိုကြီးမားတဲ့ညောင်မင်းကြီးရဲ့မြေအောက်မှာမြုပ်နှံခဲ့ပြီးမြေဆောင်နှံနဲ့တစ်ပင်ဆောင်နှံတွေအားလုံးကိုကလေးမလေးကိုစောင့်ရှောက်ဖို့ဆုတောင်းခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲမြေအောက်ကနေကြာပွင့်တပွင့်ပေါ်ထွက်လာပြီးရွှေဖလားကိုပင်းမြောက်ထားခဲ့ပါတယ်။တီတာမင်းသမီးလေးမိထီလာပြည်ရဲ့မြေအောက်မှာကြီးပြင်းလာနေတဲ့အချိန်မှာပကံပြည်ကဒိတာရာမင်းကြီးရဲ့သားတော်လေးပါဟာအသက်12 နှစ်အရွယ်ကိုရောက်ရှိလာခဲ့ကြပါပြီ။တနေ့မှာဒိတာရာမင်းကြီးကသားတော်တွေကို
လေးပြည့်ပညာသင်ယူစေလို့ရွှေစေးတနက်နဲ့လေးကိုပေးပြီးစော့ကစားစေခဲ့ပါတယ်။ယာမဘရက်တာယာမနာနဲ့သူရနာတို့ဟာမြို့အနှံ့လှည့်ပတ်ပြီးရွှေစေးတနက်နဲ့ပျော်ရွှင်စွာစော့ကစားနေကြပါတယ်။တနေ့မှာယာမမင်းသားဟာမိဖုရားဂရတီကိုအစီကံနဲ့ကုဘာရအစီကံအမျိုးသမီးကြီးကိုမြင်လိုက်ပါတယ်။ကုဘာရဟာကလေးတွေစော့နေတာကိုပြုံးရှင်တဲ့မျက်နှာချင်းနဲ့ကြည့်နေခဲ့ပါတယ်။ယာမမင်းသားဟာပျော်ရွှင်စရာလှုပ်ချင်စိမ့်နဲ့ကုဘာရရဲ့ကြောကိုရွှွန့်စေးတနက်နဲ့ပြစ်ထည့်လိုက်ရာသူမဟာအလွန်နာကျင်သွားပြီးတခဏအတွင်းမှာပဲကြောကုန်းကတဲ့မဲ့သွားခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်ကလေးတွေရောအစီကံတွေပါရေမောပျော်ရွှင်နေကြပေမဲ့ကုဘာရဟာရှက်ရန်ရန်ကငိုကြွေးပြီးအလွန်အမင်းအမျက်တော်သားဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်ဟာစပြီးကုဘာရရဲ့ရင်ထဲမှာလက်စားချေလိုတဲ့အညိုတေးတွေစတင်ကြီးထွားလာခဲ့ပါတယ်။မင်းသားလေးပါအသက်14နှစ်အရွယ်ကိုရောက်လာတဲ့အခါဒိတာရာမင်းကြီးဟာသူတို့၄ယောက်ကိုတောအုပ်တွေထဲဖျက်တမ်းကယသိဝိတိတ်တာနဲ့ယသိဓာမိန်တာတို့စီပညာသင်စေဖို့စေလွှတ်ခဲ့ပါတယ်။ဆရာယသိတွေကဓာပညာလေးပညာနဲ့ဗဟုသုတများစွာကိုသင်ကြားပေးရာမင်းသားလေးပါဟာအလွန်လျင်မြန်စွာသင်ယူနိုင်ခဲ့ကြပါတယ်။ဒါကြောင့်ယသိဝိတိတ်တာနဲ့ယသိဓာမိန်တာတို့ဟာမိဘဇော်ပွဲကိုပြုလုပ်ပြီးမြမနတ်မင်းကြီးစီကမြင့်မြတ်တဲ့ဆုလက်ကိုတောင်းခံခဲ့ပါတယ်။မီးရဲ့အရှိန်ဝါဟာမြင့်မို့တောင်မော့ကမြမနတ်မင်းကြီးစီကိုရောက်ရှိသွားတဲ့အခါမြမနတ်မင်းကြီးဟာမြင့်မြတ်တဲ့မြား12စင်နဲ့လေးလေးလက်ကိုဖန်ဆင်းကယသိနှစ်ပါးရဲ့မိဘဇော်ပွဲတဲ့ကိုပြစ်ချပေးခဲ့ပါတယ်။ယသိဝိတိတ်ထာနဲ့ယသိဓာမိန်တာတို့ဟာမြားတွေနဲ့လေးတွေကိုမင်းသားလေးပါအားခွဲဝေပေးပြီးတဲ့နောက်သားတော်လေးပါဟာပကံပြည်ကိုပြန်လာခဲ့ကြပါတယ်။မင်းသားလေးပါမြို့ကိုပြန်ရောက်ပြီးမကြမီပါပဲဗရဒာရဲ့အဖိုးဖြစ်သူကေတာပြည်ကမင်းကြီးဟာတန်တမန်တဦးကိုပကံပြည်ကိုဆေးလွတ်ပြီးဗရဒာကိုသူ့ရဲ့အိမ်ရှင်မင်းသားအဖြစ်ကေတာပြည်ကိုခေါ်ဆောင်သွားဖို့တောင်းဆိုခဲ့ပါတယ်။ဗရဒာဟာဖခင်မိခင်နဲ့ချစ်ရတဲ့မောင်နှမတွေကိုခွဲခွာရမှာကိုစိုးရိမ်လို့ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ဗရဒာရဲ့ဝမ်းနည်းမှုကိုလျော့ပါစေဖို့အတွက်ဒိတာရာမင်းကြီးဟာသူ့ဒါနာကိုပါအဖို့အဖြစ်လိုက်ပါစေခဲ့ရာမင်းသားလေးပါဟာမိမိတို့ရဲ့တာဝန်ကိုထမ်းဆောင်ဖို့မဖြစ်မနေခွဲခွာခဲ့ရလေတော့တယ်။ဒေဝါလာရဲ့လင်္ကာပြည်မှာတော့ဒေဝါလာဟာအရင်လိုပဲရိုင်းဆိုင်တဲ့ဘလူးတကောင်လိုတခြားသူတွေကိုလိုက်လံနှောက်ယှက်နေခဲ့ပါတယ်။ယသိတွေသာဆက်ပြီးဖုံးတကူကြည့်လိုက်ရင်တနေ့မှသူတို့ရဲ့တပည့်တွေဟာသူ့ရဲ့ရန်သူဖြစ်လာနိုင်တယ်လို့တွေးခဲ့ပါတယ်။ဒါကြောင့်ပထမဆုံးအဆင့်အနေနဲ့ဒေဝါလာဟာနဂါမခါရာမီနဲ့အပေါင်းပါတွေကိုကြီးကံဘလူးအဖြစ်ဖန်ဆင်းပြီးယသိတွေရဲ့ဘာသာရေးထုံးတမ်းစင်လာတွေကိုဖျက်ဆီးခိုင်းခဲ့ပါတယ်။ခါရာမီနဲ့အပေါင်းပါတွေဟာ9ရက်တစ်ကြိမ်လာရောက်နှောက်ယှက်တဲ့အတွက်ယသိတွေဟာဘာသာရေးထုံးတမ်းစင်လာတွေကိုမကျင်းပနိုင်တော့ပါဘူး။ဒါကြောင့်ယသိတွေအလုံးဟာစုပေါင်းပြီးတကူးကြည့်တဲ့ယသိဝိတိတ်ထာနဲ့ယသိဓာမိန်သားတို့စီအကူအညီတောင်းခံခဲ့ပါတယ်။ယသိကြီးနှစ်ပါးဟာယသိတွေရဲ့ဒုက္ခကိုသိရှိရတဲ့အခါပကံပြည်ကိုချက်ချင်းခရီးထွက်ပြီးဒိတာရာမင်းကြီးစီကအကူအညီတောင်းခံခဲ့ပါတယ်။သူတို့ဟာပိဿနိုးနတ်မင်းဝင်စားတဲ့ယာမနဲ့ယာမနာတို့ကိုခါရမီနဲ့အပေါင်းပါတွေကိုနှိမ်နင်းမှုအတွက်ဆေလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အစာပိုင်းမှာဒိတာရာမင်းကြီးကသားတော်နှစ်ပါးဟာအသက်16နှစ်အရွယ်သားရှိသေးတဲ့အတွက်ဆေလွတ်ဖို့ဝင်လေးနေခဲ့ပါတယ်။ဒါပေမဲ့ယသိကြီးနှစ်ပါးကသူတို့သားတော်နှစ်ပါးဟာကောင်းကောင်းလေ့ကျင့်သင်ကြားထားပြီးဘလူးတွေကိုအနိုင်ယူနိုင်မှတေချာတယ်လို့အာမခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒိတာရာမင်းကြီးဟာယာမနဲ့ယာမနာကိုယသိဝိတိတ်ထာနဲ့ယသိဓာမိန်နာတို့နဲ့အတူလိုက်ပါစေခဲ့ပြီးအခြားယသိတွေကိုကူညီစေခဲ့ပါတယ်။ယသိတွေရဲ့ကျောင်းသင်ခန်းကိုရောက်တဲ့အခါယာမနဲ့ယာမနာဟာခါရမီနဲ့ကြီးကံဘလူးအုပ်စုနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ညီနောင်နှစ်ပါးဟာသူတို့ရဲ့မြင့်မြတ်တဲ့မြားလက်နက်တွေကိုထုတ်သုံးခဲ့ပါတယ်။ယာမမင်းသားဟာသူရထားတဲ့မြင့်မြတ်တဲ့မြားကိုလွှတ်လိုက်တဲ့အခါမြားကြောက်မက်ဖွယ်ကောင်းအောင်ကျေလောင်တဲ့အတန်းနဲ့ပြန်တန်းသွားပါတယ်။ဒီမြားတံတင်ပြီးလဲကျလာတဲ့စစ်တီတော်တွေဟာမိုးသီးတွေလိုမြေပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။နောက်ပိုင်းမှာယာမနာဟာမြားကိုမိတော့အဖြစ်ပြောင်းလဲပြီးကြံရှိတဲ့ကြီးကံဘလူးတွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။ခါရမီနဂါမဟာဒါကိုမြင်တဲ့အခါတော့အရှုံးမပေးပဲညီနောင်နှစ်ပါးကိုပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့နောက်ဆုံးမှာတော့ခါရမီဟာဂျာမရဲ့မြချက်နဲ့ရင်ဘတ်အလယ်မှာအပြစ်ခံရပြီးမြေပြင်ပေါ်ကိုပြုတ်ကျကဘလူးမရဲ့မူလခန္ဓာကိုပြန်ဖြစ်ပြီးတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲကတော့မပြီးဆုံးသေးပါဘူး။အသက်ရှင်ကျန်ရတဲ့ကြီးကန်းစစ်တီတော်တအုပ်ဟာလင်္ကာပြည်ကိုပြန်သွားပြီးခါရမီရဲ့သားတော့သူ့ဘာတာနဲ့မာရီဘလူးဘရင်ကိုဒီအကြောင်းအရာတွေတွားရောက်သတင်းပို့ခဲ့ပါတယ်။ဘလူးဘရင်နှစ်ပါးစလုံးဟာအလွန်ဒေါသထွက်သွားခဲ့ပါတယ်။သူတို့ဟာရထားတွေကိုချက်ချင်းစီးနှင်ပြီးများစွာသောဘလူးစစ်တီတော်တွေကိုခေါ်ဆောင်ကရတိတွေရဲ့ကြောင်းတင်ကန်ကိုပြန်သွားခဲ့ကြပါတယ်။ယာမနဲ့ယာမနာတို့ဟာဘလူးစစ်တီတော်ရဲ့ပထမဆုံးအကြိမ်ထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ညီနောင်နှစ်ပါးဟာသူတို့ရဲ့မြင့်မြတ်တဲ့မြားတွေကိုအသုံးပြုပြီးရဲရင်စွာတိုက်ခိုက်ခဲ့ကြပါတယ်။ဘလူးတွေဟာသူတို့နာကိုကတ်နိုင်ခဲ့ပေမဲ့ညီနောင်နှစ်ပါးဟာလေးရက်တကူကိုအသုံးပြုပြီးရွေလျားမှုကိုကာကွယ်ခဲ့တဲ့အတွက်ဘလူးစစ်တီတော်တွေအားလုံးသေဆုံးကုန်ကြပါတယ်။အဲဒီနောက်သူ့ဘာတာနဲ့မာရီတို့ဟာရှာမနဲ့ရှာမနာတို့နဲ့တိုက်ခိုက်ဖို့ရောက်ရှိလာခဲ့ကြပါတယ်။ဘလူးနှစ်ပါးဟာသူတို့ရဲ့လှံတွေကိုဝှေ့ရမ်းပြီးလူသားညီနောင်နှစ်ပါးကိုတပ်ဖြတ်ဖို့ကြိုးစားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရှာမနဲ့တိုက်ခိုက်နေတဲ့သူ့ဘာတာဘလူးဟာရှာမရဲ့မြားနဲ့အပြစ်ခံရပြီးသေဆုံးသွားခဲ့ပါတယ်။ရှာမနာနဲ့တိုက်ခိုက်နေတဲ့မာရီဟာသူ့အကိုသေဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမာရီဟာရှာမရဲ့ခန္ဓာကိုယ်ထဲကနေလက်လေးဘက်နဲ့ဗိတနိုးနတ်မင်းရဲ့အလင်းတန်းကိုမြင်လိုက်တဲ့အခါအလွန်ကြောက်ရွံ့သွားခဲ့ပါတယ်။သူဟာထွက်ပြေးဖို့ဆုံးဖြတ်ပြီးရထားပေါ်ခုန်တက်ခါလင်္ကာပြည်ကိုတယောက်တည်းပြန်သွားခဲ့ပါတယ်။အရာအလုံးအေးချမ်းသွားပြီးတဲ့နောက်ရတိတွေအလုံးပုံအောင်နေရာကနေထွက်လာပြီးညီနောင်တစ်ပါးကိုဂုဏ်ပြုချီးမွမ်းကမကောင်းဆိုးရတွေအပေါ်အမြဲတမ်းအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်။ဒါတွေအလုံးကတော့ဒတ္တဂီပါတယ်။နောက်အပိုင်းမှာယာမနဲ့ဒတ္တဂီရဲ့တိုက်ပွဲတွေကိုရင်ခုန်စိတ်လှုပ်ရှားပွဲကြည့်ရှုနိုင်မှုchannel ကို like and subscribe လုပ်ခဲ့ပါဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်။